呀，张马云呢，不得了，没来这个表里的，没去嘛的。ဘာမင်းချင်တာလဲမင်းလေဆရာပြောပြမယ်啊，那个没来了，不露表了是呀。 အာဏာကိုမလေးလို့မွန်တ长苏那个没来了，不露表了是呀。 ချောင်းဆိုးတာကိုမလေးလို့ဘာတုတ်你们讲不？他们好，这个呢，气了都把都说拿那个没来了，不露表了是呀。 နေမကောင်းဘူးမလေးလို့စာကိခန္ဓာကိုယ်တစ်ခုနဲ့ကြည့်လို့နာတာကိုလည်းမလေးလို့စာကိပဲသုံးပါတယ်နော် ဒါဆိုရင်ဆရာဖြားတာကိုရောမလေးလို့ဘလို့တော့ပြီးတော့ပြောတာလဲ ဖျားတာကိုကြတော့မလေးလို့ဒမမ် နောက်တစ်ခုကျတော့မကြားမှာဘူးအဲ့ဒါကျတော့ဆရာစာကိပဲလားဒါမှမဟုတ်ဓမ္မလား မကြောက်မှဘူးဆိုတဲ့စကားလုံးကြတော့မလေးလို့တစီဟ ဒါဆိုရင်ဆရာခေါင်းကြိုက်တာရောဘလို့ပြောတာလဲမလေးလို့ ခေါင်းကြိုက်တာတို့ခေါင်းနာတာတို့တော့မလေးလို့စာကိကပလာ ဒါဆိုရင်ဆရာခေါင်းမူးတာတို့ကားစီးပြီးတော့မူးတာတို့ရောမလေးလို့စာကိကပလာပဲတောက်တာလားဆရာ ခေါင်းမူးတာတို့ကားစီးပြီးတော့ခေါင်းမူးတာတို့တော့မလေးလို့ပနိကပလာ အရက်တော့လို့မူးတာတို့ရောဆရာပနေတုံးလို့ရလား အရက်တော့လို့မူးတာကိုကြတော့မာဖို့လို့သုံးပါတယ်နော် မျက်လုံးနာတာကိုရောမလေးလို့ဘလို့ပြောလဲဆရာ မျက်လုံးနာတာမျက်လုံးကြိုက်တာကိုမလေးလို့စာကိမာတ ရားတယ်ရားရတာကိုရောမလေးလို့ဘလို့ပြောလဲဆရာ ရတာရဲ့ဥပမာအရေးပြားရပြီးတော့ကုတ်တာရဲ့မလေးလို့ဂါတ သွားနာတာကိုရောဘလို့ပြောတာလဲဆရာ သွားနာတာရဲ့သွားကြိုက်တာရဲ့ကိုမလေးလို့စာကိဂီဂီ လေချောင်းနာတာကိုရောဆရာဘလို့ပြောလဲမလေးလို့ လေချောင်းနာတာကိုမလေးလို့စာကိတက ရောင်တာကိုရောဆရာဘလို့ပြောတာလဲမလေးလို့ ရောင်တာကိုဥပမာကျွန်တော်ခြေတော့ရောက်ရနေတယ်မလေးလို့ပြောချင်တယ်ဆိုရင်ကာကီစာယဘက ထုတ်ကြည့်တာကိုရောဆရာဘလို့ပြောတာလဲမလေးလို့ ထုတ်ကြည့်တာကိုဥပမာကျွန်တော်ခန္ဓာကိုယ်တွေထုတ်ကြည့်နေတယ်မလေးလို့ပြောချင်တယ်ဆိုရင်ဘာဒါစာယကဘတ်